လာနော်ဒီစကင်လေးလာဒီစကင်ကတငယ်ချင်းဆရာပတ်သက်စီဝယ်ထားလာပါဒီစကင်မျိုးဆိုဒီလိုလာတာပါစကင်လေးဆိုတော့ဝယ်တင်နေနော်ရှာတာပါတာစကင်လေးကွာဒီလိုဟာမျိုးဆိုဝယ်တင်နေအကျွေးဆိုလဲဝယ်လိုက်စီစီမရှိဝယ်လိုက်နော်ပြီးပြန်ဆက်လိုက်ပြန်ဆက်ဖို့ပတ်သက်မရှိဘူးမလားခေါ်ကားတန်းသွားလိုက်ဟဲ့မဟုတ်သေးပါဘူးဒီလိုဝင်ကြနိုင်ငံစုညမှာပြိတ္တစီရဲ့ခုကစမောက်ကနေစွာဆိုတော့ပြိတ္တစီရဲ့နိုင်ငံစုညတိခတ်ပြီးတော့ကြည့်ပေးကြပါ Always forget that an ally has been slain. เราจะมาไล่เนี่ยไปลงพอเรามาทอเรามาไล่กูเยอะตัวนี้นะเฮ้ยเราใช้กับมันน้าสไลด์ดอกยาวสไลด์ดอกเฮ้พอดีพี่กอมี่ Slain. Enemy double kill. 你我生日陪萝卜。 Oh my god ชอบมันอยู่แค่ด้านซ้ายเลยกูมาบีเนี่ยให้กับมันบีเนี่ยเบลบีมาเลยดูต่อไปปรีดจีน้ำยอสิอ่ะเลิกบ้านนี่โอ้สตาร์เลิกบ้านนี่เกจ้าเราစပတ်နဲ့ညက်တန်မလာခဲ့နောက်တစ်ခါကြာရင် ဟာလောက်ပြန်ပြီဒီလိုင်းရတော့ဟီရိုဆဲရမယ်နော် Your team has destroyed a turret. လောက်ကြပါဦးဟဲ့ Has been slain. 炸你瓜！把我赢了你。 你ဆွဲလိုက်တော့နိဗ္ဗာန်ရောက်ပြီနော်ရှာမနေစိတ်နေ Oh my god easy ဒီကစားမကြောင်းလိုက်ရတော့ဇင်နာပြိတဲ့ကြီး Victory. ဘိုင်ဘိုင်တော့မကခန်းချင်းနေလို့ရှိမှခဏနိုင်ပါတယ် အော်နောက်ကရဲ့အင်္ဂိမ်းနဲ့ကိုဒီနေ့မှရရှိလာတဲ့ Christmas gift event လေးမှာဆိုရင်တော့ limited token 1800တိရရှိနိုင်မှာဖြစ်ပါတယ်။ limited token တွေကိုဘယ်လိုရယူရမလဲဆိုရင်တော့နေ့စဉ်တူခိုင်းထားတဲ့ daily display တွေကိုလုပ်ပေးခြင်းအပြင် token တွေကိုရယူနိုင်မှာဖြစ်ပါတယ်။ token တွေကိုရရှိဖို့အတွက်လုပ်ရမယ့်အရာတွေကတော့ game ထဲကိုတစ်နေ့တစ်ချိန်လောက်ဝင်မယ်ဆိုရင် limited token 20တစ်နေ့ကို game တစ်ဝက်ကစားမယ်ဆိုရင် limited token 20အဲ့ဒါအပြင်ကိုယ့်ရဲ့လက်ဆောင်ကုတ်ကိုတငယ်ချင်းကတုံးလိုက်တာပဲဖြစ်ဖြစ်တငယ်ချင်းရဲ့လက်ဆောင်ကုတ်ကိုကိုကပြန်ပြီးတုံးလိုက်တာပဲဖြစ်ဖြစ် limited token 30 40ဒါမှမဟုတ်80အဲ့ဒီတုံးမျိုးတွေကပမာဏတစ်မျိုးကိုကြာပန်းရရှိနိုင်မှာဖြစ်ပါတယ်။တကယ်ချင်းတဲ့စီကိုကိုယ့်ရဲ့လက်ဆောင်ကုတ်ကိုပေးဖို့ပြီးကူညီခိုင်းမယ်ဆိုရင်တော့တစ်နေ့ကိုအများဆုံး9ယောက်ထိကူညီနိုင်မှာဖြစ်ပါတယ်။ရရှိလာတဲ့ limited token တွေနဲ့ lady design ရဲ့အတိတ်ထွက်ရှိလာတဲ့လက်ကျက်စကင်ကို limited token 990နဲ့လဲရနိုင်မှာဖြစ်ပါတယ်။ limited token 1800ထိတောင်ရရှိနိုင်မှာဆိုတော့ဒီဘန်လေးကိုလက်လွတ်မခံကြနဲ့နော်။အားလုံးပဲမင်္ဂလာပါမာရီပဲဖြစ်ပါတယ်။နောက်နေ့ဗီဒီယိုပြန်တွေ့ကြမယ်နော်။အားလုံးပဲ bye bye